ယောက်ျားကတနိုင်ငံလုံးဓာတ်ရိုက်ထုတ်လွှင့်နေတဲ့မင်္ဂလာပွဲမှာရီးစားကိုဖုံးကွယ်ပြီးသုံးနှမှုစိုးမနေတဲ့အကိုမိန်းမကိုလက်ထပ်လိုက်တယ်ဒါပေမဲ့ तू မသိဘူးဒီချိန်မှာဘေးမှာရှိတဲ့ရီးစားကမင်္ဂလာဝတ်စုံဝတ်ထားတယ်မျက်နှာဖုံးဆွတ်ထားပြီးသူ့ညီကိုလက်ထပ်သွားတယ်တကယ်တော့ဒါဟာတစ်ခါမှမရှိဘူးတဲ့လူတရားစုပေါင်းမင်္ဂလာပွဲကြီးပဲစုံတွဲ90ကတနိုင်ငံလုံးတစ်ချိန်နဲ့ဓာတ်ရိုက်ထုတ်လွှင့်ပြီးလက်မှတ်ထိုးကြတယ်မိန်းကလေးကဒီချိန်မှာဖြူစင်တဲ့မင်္ဂလာဝတ်စုံကိုဝတ်ထားတယ်မျှော်လင့်ချက်တွေနဲ့ပြည့်နေတယ်သူမကိုတစ်ချိန်ကအနက်ဆုံးတွေကနေဆွဲထုတ်ပေးခဲ့တဲ့ရီးစားကလာလက်ထပ်ဖို့စောင့်နေတယ်ဒါပေမဲ့စောင့်ရတဲ့ဟာကသူမကိုနောက်တစ်ခါငရဲပြန်တွန်းချမဲ့လှည့်စားမှုကြီးပဲတကားပြင်မှာယောက်ျားကသူတို့သားအချုံကိုရက်ဆက်တဲ့အစီအစဉ်ကိုလှုပ်လှုပ်ဝက်ဝက်ပြောနေတယ်သူကလူအများကြီးရှိပြီးအာယုံပြတ်နေတဲ့အချိန်ကိုခွင့်ကောင်းယူပြီးသူတို့သမီးတွေအားလုံးမျက်နှာဖုံးဆွတ်ထားတယ်တကယ်သူတို့သမီးကိုသုံးနှမှုစိုးမနေတဲ့အကိုမိန်းမနဲ့စားထိုးမယ်သူတို့သားအချုံကကြားပြီးအံ့အားသင့်သွားတယ်မြန်မြန်တတိပေးလိုက်တယ်အရင်ကမိန်းကလေးကိုသူ့အကိုကစွန့်ပစ်ပြီးသူမရေရဲခုန်ချလူနီးပါဖြစ်ခဲ့တယ်ယောက်ျားက3နှစ်လုံးလုံးအချိန်ပေးပြီးသူမကို他要知道了，自己被同一个女人抢走2次老公，那不得气死？他和我一直都是柏拉图式的爱情，他追求的是灵魂共鸣，不需要婚姻，不会在乎那张证。အရာတွေပေါ်မလာအောင်တင်းတင်းကြပ်ကြပ်ကကွယ်ဖို့သူကမိန်းကလေးရဲ့ခန္ဓာကားဝမှာသူ့လူနှစ်ယောက်ကိုစောင့်ခိုင်းထားတယ်သူမကိုအထဲမှာလုံးဝပိတ်မိအောင်ထားဖို့တကားနောက်ကမိန်းကလေးကခဏအတွင်းထိတ်လန့်သွားတယ်ဒီ3နှစ်တာလုံးချစ်ခင်မှုနဲ့ကယ်တင်မှုတွေကအစကတည်းကကြိုတင်ကြံစီထားတဲ့ထောင်ချောက်ကြီးပဲပြီးတော့သူမရဲ့ချစ်သူဟောင်းကိုလူယူခဲ့တဲ့သူမအသက်ဆုံးလူနီးပါးဖြစ်အောင်လုပ်တဲ့လိန်လေတက်တဲ့မိန်းမကယောက်ျားရဲ့ဇာတိအကိုမိန်းမပဲပိုပြီးအံ့ဩစရာကယောက်ျားကမိန်းကလေးကိုအစကတည်းကချင်းကပ်ခဲ့တာလိန်လေတဲ့မိန်းမသူ့အကိုကိုလက်ထပ်နိုင်ဖို့ပဲအခုအကိုကမတော်တဆတေဆုံးသွားတယ်သူမကအလိုလိုနေရာကြတယ်လို့ထင်တယ်ကိုရိုင်းဒီနေရာကိုစက္ကန့်တင်ပြီလို့မိန်းကလေးရဲ့ကဘာကခဏအတွင်းပြိုကျသွားတယ်မျောလင်းချက်မဲ့တဲ့မျက်ရည်တွေခဏပဲစီးကြတယ်နောက်တစ်ခဏမှပဲသူမမျက်လုံးထဲမှာလက်စားချေဖို့ဒေါသမီတွေလောင်ကျွမ်းလာတယ်မိန်းကလေးကမျက်ရည်တွေကိုတုပ်ပစ်တယ်ဖုံးထုတ်လိုက်တယ်ဒီဗီဒီယိုကိုကြည့်နေတဲ့တငယ်ချင်းတွေနှင်းစီပန်းသုံးပွင့်ပေးကြပါနောက်ပိုင်းရက်တွေမှာအေဂျင့်ဘီငွေတွေအများကြီးရှာနိုင်ကြပါစေလူတရားမင်္ဂလာပွဲရဲ့သူတို့သားတို့သမီးအပြန်အလှန်ဆက်သွယ်ရေးအဖွဲ့ထဲမှာစတဲ့柏拉图不在乎那张证木屑既然你这么大方那这新郎谁当都行အခုချိန်ထိဘာမှမသိသေးတဲ့တငယ်ချင်းကသူမကိုစက်တိုက်အလင်းစလိုလုပ်နေတယ်မြန်တကားပွင့်ကိန်းကိုပြင်ဆင်စမ်းလို့အဲ့ရပေါ်မှာပြုံးနေချိတ်ထားတဲ့အမေကလည်းဗီဒီယိုခေါ်လာတယ်သူနာပြုတ်ကိုဂုံယူစွာနဲ့ကြွားလိုက်တယ်သမီးလေးကဒီလောကမှာအကောင်းဆုံးလူကောင်းလေးကိုလက်ထပ်လိုက်တယ်လို့သူမကိုမျက်လုံးလိုမျက်နှိုးတယ်လို့အမေရဲ့ကျင်းနဲ့အားရနေတဲ့မျက်နှာကိုကြည့်ရင်မိန်းကလေးရဲ့နှလုံးသားကဓာတ်နဲ့ခုတ်တယ်လို့နာကျင်တယ်သူမကမျက်ရည်ကိုတီးခံပြီးအမေကိုပြောတယ်ဒီမင်္ဂလာဆောင်ကိုသူမလုပ်ရမယ်ဒါပေမဲ့သူတို့သားကတော့ဒီကောင်းလေးမဖြစ်ရဘူးအချိန်တွေ1မိနစ်1စက္ကန့်ကုန်ဆုံးလာတယ်အောက်ထပ်ကအစီအစဉ်မှုကလည်းအမှတ်29တွဲကိုခေါ်ပြီးသွားပြီဒါပေမဲ့ယောက်ျားရဲ့အရေးအယောင်ကမပေါ်သေးဘူးတငယ်ချင်းကစိတ်တွေပူပြီးခြေကိုထောက်တယ်ဒါပေမဲ့မိန်းကလေးကတော့ထူးဆန်းလောက်အောင်အေးဆေးနေတယ်သူမကမှန်တဲ့ကကိုစိုက်ကြည့်တယ်စိတ်ထဲမှာတော့လွန်ခဲ့တဲ့3နှစ်ကမှောင်မိုက်တဲ့နေ့ရက်တွေအားလုံးပါပဲသူမရဲ့ချစ်သူဟောင်းဒီယောက်ျားရဲ့အကိုကြီးစစ်စပွဲမှာမိသားစုနှစ်ဖက်စလုံးရှိမှာဒီမိမရုပ်အတွက်သူမကိုစွန့်ပစ်ခဲ့တယ်အဲ့ဒီနေ့ကညတကောင်မှာသူမကအေးစိမ့်နဲ့မြစ်ထဲကိုခုန်ချခဲ့တယ်ဒီယောက်ျားကအသက်ကိုပြစ်ပြီးသူမကိုကယ်တင်ခဲ့တာ我们都以为他是老天爷派来救你的他追了你3年现在想想哪有男人能做到这种地步啊他是真的爱你ဒါပေမဲ့မိန်းကလေးကအခုမှသိလိုက်တယ်သူမကနတ်သမီးလို့ထင်ခဲ့တာလုံးဝမဟုတ်ဘူးကယ်တင်သူရဲ့အသွင်ယူထားတဲ့နတ်ဆိုးတစ်ကောင်ပဲညနေတွေမှာသူမကိုဖုံးကွယ်ပြီးအမှုဆိုးရဲ့ဖုံးကိုခေါ်တဲ့အချိန်တွေပြောစကား10ခုမှာ10ခုကအမကြီးကဘလောက်တနာစရာကောင်းနေဆိုတဲ့အချိန်တွေအထိမ့်မဲ့နေတိုင်းမပြတ်မကွက်အမကြီးနဲ့အရင်ထိုင်စားပြီးမှသူမကိုလားလှည့်စားတဲ့ဧည့်သည်တွေတခါကသူမကိုချစ်တယ်ဆိုပြီးအတင်းအဓမ္မဖုံးကွယ်ထားတဲ့အသေးစိတ်တွေအားလုံးဒီခိုက်တက်မှာအကုန်လုံးကသူမရဲ့ရင်ဘတ်ထဲကိုထိုးဆိုင်တဲ့အချုံဆုံးသားတွေဖြစ်သွားတယ်တငယ်ချင်းကစိတ်တွေယူမတက်ဖြစ်နေတော့မှာပဲတကားကိုနောက်ဆုံးမှခောက်လာတယ်တငယ်ချင်းကစိတ်လှုပ်ရှားပြီးអော်လိုက်တယ်ရောက်ပြီသူတို့သားရောက်လာပြီမိန်းကလေးလည်းပြုံးပြတယ်သူမကတကားဝါကိုကြည့်ပြီးနားမလည်နိုင်တဲ့အပြုံးတစ်ခုကိုပြလိုက်တယ်ဟုတ်တယ်သူတို့သားကတကယ်ရောက်လာတယ်ဒါပေမဲ့တကားကိုဖွင့်လိုက်တာနဲ့အတွင်းကိုဝင်လာတာကစနစ်ကျတဲ့ဝတ်စုံဝတ်ထားတဲ့ယောက်ျားတစ်ယောက်ပါအရက်ရှည်တဲ့သစိမ်းယောက်ျားတစ်ယောက်မင်းချင်းကနေရာမှာငြိမ်သွားတယ်မိန်းမကတော့ဟောင်းတွေတလို့စိတ်အေးလက်အေးခရက်လိုက်တယ်တစ်ဖက်ကမင်္ဂလာပွဲမှာတော့လူယုံမာကသူ့ချစ်ရတဲ့အကိုမိန်းမကိုလက်ချောင်းတွဲပြီးဧည့်သည်တွေရဲ့ဆူတောင်းကိုခံယူဖို့ပြင်နေတယ်သူတေချာတယ်လို့ထင်တဲ့မိန်းမကတော့အခန်းထဲမှာပိတ်လောင်ခံထားရတယ်သူ့ရဲ့လှည့်စားတဲ့နီလန်းကိုလုံးဝမသိဘူး50对新郎新娘全部到齐现在请所有新人面对面开始宣誓ဒါပေမဲ့သူဘလို့မှမထင်မိဘူးအနီးနားကတခြားစုံတွေထဲမှာညနေဖုံးစီးထားတဲ့မိန်းမသူတော့ခတ်ထားတယ်လို့ထင်တဲ့မိန်းမပဲတနိုင်ငံလုံးတိုက်ရိုက်လွှင့်နေတဲ့ကင်မရာရှေ့မှာနောက်ဆုံးတံပြန်တိုက်ခိုက်မှုစတော့မယ်真的